အားလုံးပဲမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်လည်းမင်္ဂလာပါနာမည်ကျော် Superstar Cristiano Ronaldo ကတော့အသက်40ဒါပေါ့လေကျွန်တော်သူစပြီးပို့တဲ့2003ခုနှစ်2004ပေါ့လေဒါယူရိုပြိုင်ပွဲပေါ်တူဂီမှာအေရှီတီကျင်းပတဲ့အချိန်ကစပြီးတော့ဒီလူငယ်ကစားမလေးဟာ2025ခုနှစ်အထိဒါအခုလက်ရှိချိန်ထိ highest level မှာဆက်ပြီးကစားရင်အသက်40အရွယ်မှာပဲပေါ်တူဂီကိုလက်ရှိမှာ Nation League ပြိုင်ပွဲရဲ့ final ကိုပို့လိုက်ပြီဖြစ်တယ်ဆိုတော့ Cristiano Ronaldo ကဒီမတိုင်ခင်မှာပေါ်တူဂီအနေနဲ့ဒါဂျာမနီကိုရင်ဆိုင်တာသူ9ချိန်လုံးရှုံးတယ်ပေါ်တူဂီဟာ25နှစ်ရှိပြီဂျာမနီကိုမနိုင်ဘူးဒါခရစ္စတီယာနိုရိုနယ်ကိုယ်တိုင်တောက်လျှောက်ရုန်းကန်ရပြီပဲဒီနေ့ပွဲမှာတော့ခရစ္စတီယာနိုရိုနယ်ကသူ့ရဲ့ career တစ်လျှောက်930နဲ့ဒါဘယ်လိုပြောမလဲ9ဂိုးသွင်းခဲ့တယ်ဒါသွင်းဂိုး1000ပြည့်ဖို့ဘယ်လောက်မှမလိုတော့ဘူးเนาะဒါသွင်းဂိုး1000ပြည့်ဖို့63ဂိုးပဲလိုတော့ပြီးတော့လက်ရှိမှာနိုင်ငံလေဝေးစင်အတွက်139ဂိုးသွင်းတယ်ပေါ်တူဂီလေဝေးစင်အသင်းမှာဆိုရင်ခရစ္စတီယာနိုရိုနယ်ရဲ့ကိန်းဂဏန်းကတကယ်ကိုကြောက်စရာပဲပေါ့လေဒါလက်ရှိဒီအသင်းမှာသူဟာဒါလီဒါတယောက်အနေနဲ့ရှိပေမဲ့အကောင်းဆုံးကစားမတယောက်မဟုတ်တော့ဘူးဒါပေမဲ့သူဟာအမြဲတမ်း big game တွေမှာအမြဲတမ်း important player တယောက်အနေနဲ့ပါဝင်ထားတယ်ဆိုတော့ career ဘွားဒီနေ့ပွဲဟာသူတို့နိုင်ငံလေဝေးစင်220ပွဲပေါင်း220ကစားတယ် international သွင်းကို139ကိုနဲ့ကလပ်နဲ့လေဝေးစင်တို့939ကိုသွင်းတယ်ဆိုတော့အဲ့ပွဲ120မှာ220ဆိုတဲ့အမောင်းကနဲတာမဟုတ်ဘူး220မှာ139ကိုသွင်းတယ်အဲ့139ကိုထဲမှာ international ပွဲစဉ်တွေမှာ10ချိန်မြောက် hat-trick ရပြီးတော့17 goal free kick ကသွင်းပြီးတော့ဒါ28ကိုခေါင်းတိုက်သွင်းနိုင်ခဲ့တယ်ဒါ32ကိုကသူအားနေတဲ့ဘေချီနဲ့ကန်သွင်းပြီးတော့89ကိုကသူအားတန်တဲ့ညာချီနဲ့ကန်သွင်းတယ်ဒါခရစ္စတီယာနိုရိုနယ်ဒိုအတွက်တော့နောက်ထပ် record breaking ပေါ့လေဒါအခုဒါသူကိုတိုင်ဒါလည်းအရန်နိုင်ခြင်းတယ်ဒါကျွန်တော်မှန်တိုင်းပြောရင် Nation League ရဲ့ပထမ edition ကနေစပြီးတော့ဒါအခုလက်ရှိ edition ထိဒါပေါ်တူဂီအားနေခဲ့တာကြာပြီဒါပေမဲ့ဒီချိန်ဟာပေါ်တူဂီရဲ့ chance ဟိုဘက်ကစပိန်နဲ့ပြင်သစ်တက်လာသည့်တိုင်အောင်ပေါ်တူဂီမှာ chance ရှိတယ်ဒီနေ့ဒီပွဲရဲ့အနိုင်ပွဲအဓိကကဒီပြဒီ Roberto Martinez ပေါ့လေခရစ္စတီယာနိုရိုနယ်ဒိုပေါ်မှာယုံကြည်မှုအပြည့်အဝပြီးတယ်သူ့ရဲ့လူစားလက်မှုတွေကဖတီညာရဲ့ကွန်စီဆာအပါဝင်ဒါသူ့ရဲ့တိုက်စစ်အစုပွဲအကုန်လုံးအပြောင်းလဲလုပ်လိုက်တဲ့ဆုံးဖြတ်ချက်ဒါကဒီပွဲအနိုင်ကိုဖြစ်သွားတယ်ဆိုတော့ခရစ္စတီယာနိုရိုနယ်ဒိုကတော့ဒါ2003-2004ခုနှစ်မှာပေါ်တူဂီအတွက်စတင်ကစားခဲ့ရင်ယူရို2004မှာဝင်ခဲ့ပြီးပါဝင်ကစားခဲ့ပြီးကျွန်တော်19နဲ့ကစားခဲ့တဲ့လူငယ်ချက်တိတ်လေးက2005ခုနှစ်အသက်40ပြည့်တဲ့အချိန်ထိကိုတွင်းကိုတွေကိုစက်တိုက်တွင်းထားသူဖြစ်တယ်အခုပေါ်တူဂီအတွက်သူ့အတွက်နိုင်ငံလေဝေးစင်အသင်းနဲ့တူတတိယမြောက်ဆူဖလာရနိုင်ဖို့2016မှာယူရိုရတယ်2019မှာ Nation League ရခဲ့တယ်အဲတုန်းက Asian နေနဲ့ Netherlands ကို final မှာအနိုင်ရခဲ့ပြီးတော့ဒီချိန်ဟာသူတို့အတွက်နောက်ထပ် chance နောက်တစ်ခုက Allianz Arena ကွင်းကိုရောက်တိုင်းမှာဒါ Cristiano Ronaldo ကအမြဲတမ်းခြေစွမ်းပြတယ်အဲ့ဘိုင်မြူနစ်ရဲ့ကွင်းကလေဝေးစင်အသင်းနဲ့သူရုန်းကန်ရတာမှန်ပေမဲ့သူကစားမပွားကလပ် level မှာရောဒါဘယ်လိုပြောမလဲဒီ highest level မှာတော့တကယ်ကိုအကောင်းဆုံးစွမ်းဆောင်ထားတယ်အခုဒါ25နှစ်တာကာလအတွင်းလေဝေးစင်ကစားမတစ်လျှောက်မှာဒါအခုတကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရေးပေါ့လေ2000ခုနှစ်တုန်းက Sergio Conceição က hat-trick ကိုဂျာမနီအတွက်သွင်းဂျာမနီဘက်ကို hat-trick သွင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာ2025မှာ Francesco Conceição ကဒါသူ့ရဲ့သားဖြစ်သူပေါ့လေအဖေဖြစ်သူဒါ Sergio Conceição က hat-trick သွင်းတယ်2000ခုနှစ်မှာအခုသားဖြစ်သူ Francesco Conceição က2025မှာဂျာမနီဘက်ကိုချီပါကိုတွင်းခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့အစတိုရီကလည်းတကယ်ကိုအမခံဖြစ်ပြီးတော့အခုလက်ရှိမှာ Cristiano Ronaldo အတွက်တော့အသက်40ပြည့်139ကိုနိုင်ငံလေဝေးစင်တွင်းကို939ကိုကလပ်နဲ့လေဝေးစင်တွက်တွင်းကို1000ပြည့်ဖို့63ကိုပဲလိုပြီးတော့ Ronaldo ကတော့အခု Nation League ရဲ့ final ကိုတက်သွားပြီဆိုတော့Nation League final မှာ Cristiano Ronaldo အတွက်ဒုတိယမြောက် Nation League ဖလားနဲ့တတိယမြောက်နိုင်ငံလေဝေးစင်ဆူဖလားရရှိမလားကတော့စောင့်ကြည့်စာဖြစ်ပြီးအသက်40အထွေထိတော့ Ronaldo ကဆက်ပြီး deliver လုပ်နေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်